လူသားတယောက်ကနိုးလာတော့သူ့လက်တွေနဲ့ခြေထောက်တွေနေရာချင်းပြောင်းသွားနေတာကိုတွေးလိုက်ရလို့အံ့ဩသွားတယ်။ဒါအိမ်မက်ပဲဖြစ်မယ်လို့ထင်ပြီးပြန်လဲအိပ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ခဏလေးပဲကြာတော့နှာခေါင်းနဲ့ချင်ဆက်တဲ့နန်းစောနန်းစင်တစ်ခုဝင်လာပြီးချက်ကိုအလျင်အမြန်နိုးလာစေတယ်။အဲ့ဒီအချိန်မှာပဲသူတကယ်ပဲဘလူးတစ်ကောင်ဖြစ်သွားပြီဆိုတာအပြည့်အဝနားလည်လိုက်ရတယ်။ရုတ်တရက်သူ့ရေးစားလေးတကားတုံးဖွင့်ပြီးချက်ကိုအောက်ထပ်ဆင်းဖို့ခေါ်တယ်။သူမကတခုခုထူးဆန်းနေတာမသိမိအောင်ချက်ကလိမ်ပြီးနည်းနည်းထက်အိတ်ချင်သေးတယ်လို့ပြောလိုက်တယ်။ရေးစားလေးထွက်သွားတော့ချက်ကအိတ်ရာပေါ်ကခုန်ဆင်းပြီးဘာလို့ရမလဲစဉ်းစားနေတော့တကားဖွင့်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲသူ့တငယ်ချင်းတွေဝင်လာကြတယ်။တငယ်ချင်းတွေတကားတုံးဖွင့်ပြီးတက်ဝင်လာတော့ချက်ကအရန်ကိုကြောက်လန့်သွားတယ်။တငယ်ချင်းတွေကမင်းဘာလုပ်နေတာလဲလို့မေးတော့ချက်ကအမြန်ပြန်ဖြေလိုက်တယ်။သူအစ်စ်မြင့်ယောဂလေ့ကျင့်နေတာလို့လိန်ပြောလိုက်တယ်။တငယ်ချင်းတွေတန်တရားဖြစ်နေပေမဲ့နောက်ဆုံးထွက်သွားကြတယ်။ချက်ကဒီရာအားလုံးဘာကြောင့်သူ့မှာဖြစ်နေရတာလဲတွေးနေတော့ရုတ်တရက်ကြောက်ခဲတလုံးသူ့စီကိုလက်လျှောက်လာတယ်။ချက်ကကြောက်လန့်ထိတ်လန့်သွားပြီးအသက်ရှူမဝဖြစ်သွားတယ်။ခဏကြာမှအဲ့ဒီကြောက်ခဲကအိယာပေါ်ကိုခုန်တက်လာပြီးချက်ကိုပြောတယ်ငါမင်းကိုပုံမှန်တိုင်းပြန်ဖြစ်အောင်လုပ်ပေးနိုင်တယ်အဲ့ဒီအချိန်မှပဲချက်ကဒီကြောက်ခဲလေးကပဲသူဒီလိုဖြစ်သွားရတဲ့အကြောင်းရင်းဖြစ်နေတယ်ဆိုတာသိလိုက်ရတော့တယ်